လောက်ကင်မျိုးကနေစပေးဆောင်လာတဲ့ပြည်သူတွေအားလုံးကိုဝါတဖွဲ့ကနေမှကူညီပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်ညီတော်မဟာမိတ်သုံးဖွဲ့ဟာဟိုဘမျိုးကို2024တလပိုင်း9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးကြီးညာပြီးရှင်နိုင်ပိုင်းအတော်သွင်းမှာပဲ။ဝါပြည်နယ်သွေးစည်းညီညွတ်ရေးတမတော် UWSA ကချက်ချင်းဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ဟိုဘမျိုးကလက်နက်ချသွားတဲ့ဗမာစစ်သားတွေကိုဝါတဖွဲ့ကနေမှလာရှိုးဒီအရောက်လိုက်ပို့ပေးရပဲဖြစ်ပါတယ်။ယခုခါမှာဆိုရင်တော့ဟိုဘမျိုးကိုဝါပြည်နယ်သွေးစည်းညီညွတ်ရေးတမတော် UWSA ကအပြီးတိုင်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းဟိုဘမျိုးလေးရဆိုရင်တော့အများကြီးပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။အရင်ခါကဟိုဘမျိုးလေးကစိမ့်လန်းတဲ့တဘာဝပတ်ဝန်းကျင်နဲ့အညီတာယာလှပတဲ့မျိုးလေးဖြစ်ခဲ့ပါတယ်။အခုခါမှာဆိုရင်တော့ဟိုဘမျိုးကကြီးမားတဲ့အဆောင်အုံကြီးများနဲ့အတူဘာ KTV night club စတဲ့လိုနဲ့ပြည့်နှက်လို့နေပါတယ်။လေဘက်ဆရာတွေပေါ်များလာတာနဲ့အတူတကူချပိုးတွေကလည်းပေါ်တော်လို့နေပါတယ်။အဲဒီကြောင့်မိတ်ဆွေတို့ဟိုဘမျိုးလာလိမ့်မယ်ဆိုရင်တော့ကိုပစ္စည်းကိုတေချာသိမ်းဖို့လိုပါတယ်။